Okay bypass making part 2အနေအားလို့ပြန်လဲကြိုဆိုလိုက်ပါတယ် brother တို့တကယ်တော့ part 1ကိုမကြည့်ရသေးရင်ကျွန်တော် channel ထဲမှာဝင်ကြည့်လို့ရပါတယ်ကျွန်တော်ဒီနေ့မှာတော့ part 2တင်ပြတော့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပြပြီးသားဖြစ်ပေမဲ့ဒီနေ့ကကျွန်တော်အသေးစိတ်ကိုပြပြီးတော့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ brother တို့နားမလည်တဲ့လူတွေလည်းရှိတယ်နားလည်တဲ့လူတွေလည်းရှိမှာဖြစ်တဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ brother တို့ဒီ original app လေးကိုဖွင့်မှာဖြစ်ပါတယ် brother download ပေါ့နော်ဒီ grow ပဲ brother လိုချင်တဲ့ bit ပေါ့နော်64 bit ဆို64 bit ဟာလေး down ပေါ့နော်22 bit လောက်ချင်22 bit app ကို down မှာဖြစ်ပါတယ် original app ကို down မှာတစ်ချက်နှိပ်မယ်ပြီးဒီ view လေးကိုနှိပ်မယ် view လေးလေးမှာဒီ lip လေးကိုတစ်ချက်နှိပ်ပြီးမယ်ပြီးဒီမှာ RAM ဆိုတဲ့ဟာလေးနှိပ်မယ်ပြီးဒီထဲမှာပေါ့နော် brother ခဏမလုံးနဲ့ဒီဘက်ချမ်းကိုတစ်ချက်ကြည့်မယ်ဒီဘက်ချမ်းမှာဘယ်တော့မှဆို download စီကိုဒါပေါ့နော်ဒီတခြားဖတ်ပါဒီ download စီကိုတစ်ချက်နှိပ်မယ်ပြီးဒီထဲရောက်သွားပေါ့နော်ဒီထဲမှာ brother ထည့်ရမှာဒီထဲကဒီမှာထည့်လို့ရတဲ့အရာတွေကျွန်တော်လိုက်ပြပေးမယ်G cloud ပြမယ် Enos BU4 TW master တဲ့ T data master sorry เนาะ okay ဒါတွေကိုလည်းထည့်လို့ရတခြားဟာတွေလည်းထည့်လို့ရပြီမယ်ကျွန်တော်ဒီလောက်ပဲပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့လုပ်မှာကဘာလို့ကျွန်တော်အကြံပေးရရင်တော့ဒီ G cloud ပေါ့နော် G cloud ကတော်တော်လေး save တယ်လို့ကျွန်တော်သိရှိရပါတယ်ဒီ G cloud ကတော်တော်လေးကိုအလုပ်လုပ်မှ save တယ်ပါအဲ့တော့ကျွန်တော်ဒီနေ့မှာ G cloud ဟာမလုပ်ပြပါဘူးကျွန်တော်လုပ်ပြမှာတော့ဒီ Enos ဟာပဲလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Enos ကိုအကြိုက်နှိပ်လိုက်မယ်ပြီးဒီမှာ extract ဆိုတဲ့ဟာလေးထိမှ okay လေးနှိပ်ပြလိုက်မယ်ပြီးဒီဘက် channel ရောက်လာပြီပေါ့နော်ဒီ download follow တာထဲမှာထည့်မှာဖြစ်ပါတယ်ဒီလောက်ပြီးတော့တခါတည်း back တော့ပါကျွန်တော်ဒါဒီ window setup video လည်းကျွန်တော် part 1မှာပဲပြထားဖြစ်ပါတယ်အဲ့တော့ window ကိုကျွန်တော်ဒီနေ့မှာလည်းပြန်ပြပြီးတော့ဖြစ်ပါတယ်တစ်ချက်နှိပ်မယ်ပြီးဒီအပေါ်3ချောင်းလေးကိုနှိပ်မယ် manage container ဆိုတဲ့ဟာလေးနှိပ်မယ်ပြီးဒီအပေါင်းလေးတစ်ချက်နှိပ်ပြီးလိုက်မယ်ခဏစောင့်ပြီးလိုက်တော့ follow တာတစ်ဆိုမှပေါ်လာပါမယ်အဲ့တော့တခါတည်းဒီ34ကိုတစ်ချက်နှိပ်မယ်ပြရနဲ့ဒါလေးကိုပြန်နှိပ်ပြီးလိုက်မယ် sorry no okay ဒါလေးကိုတစ်ချက်နှိပ်မှဒီမှာ run export လာဆိုတဲ့ဟာတစ်ချက်နှိပ်ပြီးလိုက်မယ်ကျွန်တော်အင်္ဂလိပ်စကားအလောက်မတက်တော့နေပါမားတာလေးရှင်းခွင့်လို့ကြပါဒါလေးကိုခဏလေးစောင့်ပေးရအောင်မယ်ခဏလေးစောင့်ပေးလိုက်တာနဲ့ဒီလိုလေးပေါ်လာမယ်ပေါ့နော်ဒီလိုလေးပေါ်လာတော့ brother တခုမေးကျွန်တော် part 1မှာပြပေးထားပါလေဒါဒီမှာပေါ်လာတဲ့ဟာကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတစ်ခါဖြည့်ရှင်းတော့နှစ်ခါဖြည့်ရှင်းစရာမလိုပါဘူးပြီးဒီမှာ brother already ဒီမှာဘယ်တော့ download folder ထဲကို already ရောက်နေမှာဖြစ်ပါတယ်အဲ့ဒီမှာ idea ဘယ်တော့ h လေးကိုတစ်ချက်နှိပ်ပြီးဒီဘက် idea ဘယ်တော့68ကိုတစ်ချက်နှိပ်ပြီးလိုက်မယ်နှစ်ချက်နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းအောက်ဆင်းလိုက်မလို့ဒါတွေလည်းကျွန်တော် part 1မှာရှင်းပြပြီးတော့မရှင်းပြရတဲ့ကျွန်တော်ပြန်လဲရှင်းပြပြီးမှာဖြစ်ပါတယ်ဒီ idea x ဆိုတဲ့ဟာကတော့22ကိုပြောချင်တာဖြစ်ပါတယ်64ကတော့solve ဖြစ်ပါဒီနေ့မှာကျွန်တော်က64 bit original app ထဲကနေ leap ထုတ်ထားမှာလို့ကျွန်တော်64 bit ကိုပဲတင်ပေးတော့ဖြစ်ပါတယ်အဲ့တော့ဒါလေးနှစ်ချက်နှိပ်ပြီးလိုက်ပါပြန်နေခဏလေးစောင့်ပြလိုက်ပေါ့ညောပေါ်လာတယ်အဲ့ဆို okay လေးနှိပ်မယ် okay ကိုနှိပ်မယ်ပြီးဒီမှာ agree ကိုနှိပ်မယ်ပြီးဒီမှာ new လေးကိုနှိပ်ပြလိုက်မယ်ပေါ့နော်ခဏလေးစောင့်ပြလိုက်ပါအဲ့တော့ဒီမှာ browser ကျွန်တော်ဘာလို့ဒီမှာ download folder ထဲမှာ file တွေထည့်ခိုင်းလဲဆိုတော့ဒီမှာဒီအပေါ်ဟာလေးဒီအပေါ်ကများတန်လေးကိုနေတာဒီမှာ download folder ဒါအရှိမပဲရောက်နေဘူးနော်တူရှာကြမလို့ဘူးနော်အဲ့တော့ကျွန်တော် download လေးကိုတစ်ချက်နှိပ်ပြလိုက်မှာနော်နှိပ်ပြလိုက်တာဒီမှာကျွန်တော်ထုတ်ထားတဲ့ notes lib လေးကိုတစ်ချက်နှိပ်ပြီးတော့ open ဆိုတဲ့ဟာလေးရှိ open လေးကိုနှိပ်မယ် okay ခဏလေးစောင့်ပြလိုက်ပါ okay ဒီမှာပေါ်လာတယ်ဒီမှာ log success ဆိုတဲ့ဟာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ okay လေးနှိပ်ပြလိုက်မယ်ဒီ final loading ဖြစ်နေခဏစောင့်ပြလိုက်ပါ okay ပဲနှိပ်မယ်ဘာပဲလာ okay ပဲနှိပ်ပေးပါနော် okay နှိပ်မယ် okay ဒီမှာ okay ပြန်နှိပ်လိုက်မယ်ပေါ့နော်ဒီလောက်ဆိုကျွန်တော်တို့ဟာ run နေဖြစ်ပါတယ် run နေကြတော့ဒီမှာအဝါရောင်လေးဒီအပေါ်မှာတွေ့ရနေမှာဒါအဝါရောင်လေးပေါ့နော်ဒါ load ဖြစ်ရင်ဘယ်လိုဖြစ်လဲဆိုဒီအဝါရောင်လေးကအစိမ်းအောင်ဖြစ်သွားပါတော့ဒီအဝါရောင်လေးကအစိမ်းအောင်ဖြစ်သွားတယ်ပြီးဒီမှာဒါတွေ့ရတယ်မလားဒီမှာအညိုရောင်လိမ္မော်ရောင်လို့နဲ့အဲ့ဟာတွေအားလုံးကတော့ဒီမှာဒီများတယ်လေအဲ့ဟာတွေလိုက်လုံနေပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်ကဒီအဖျာရောင်လေး brother ဒီအားလုံးဒီအပြာရောင်ဖြစ်တော့မှာနော်ဒါအားလုံးဒီအဲ့ဒီအပြာရောင်ဖြစ်တော့လုံးမှာဖြစ်ပါတယ်အဲ့တော့ brother စောင့်ပြီးပါဒါပေမဲ့ဒီကောင်ကဒီလိုရှိရပါတော့ဘယ်လိုလဲဆိုတော့ခဏလေးနော်ဒီကောင်ကဒီနားလောက်ဆိုအကုန်လုံးဒီနားလောက်အပြာရောင်ဖြစ်တော့ရင်ဆို brother အစင်းအောင်ပေါ်လုံးမှာဖြစ်ပါတယ်အဲ့တော့ brother ဒီလောက်နဲ့ဆိုအစင်းအောင်ပေါ်ပြီးဖြစ်တဲ့အကြောင်း brother လုံးလို့ရ brother လုံးမဲ့ကိစ္စကြီးဆိုတော့လုံးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့စီကနေလာမှဝယ်မှတင်တဲ့လူတွေအတွက်တော့ဒီလောက်နဲ့အဆင်မပြေပါဘူးဒါပေမဲ့ brother တို့အတွက် public need ဆိုတော့ဒီလောက်နဲ့ပဲရပါတယ်ခဏလေးစောင့်ပေးလိုက်ပေါ့နော်ဒီဒါတစ်ခုလုံးအပြာအောင်ဖြစ်အောင်စောင့်ပေးလိုက်တကယ်လို့ brother အဲ့လိုမစောင့်ရင်တော့ brother အဲ့မှာတစ်ခုလုံးအပြာအောင်ဖြစ်သွားရင်ဒီ
လင်းမောင်ရောင် brother တွေ့တော့နေပုံစံလေးဟာဒါလေးကအစင်းအောင်ဖြစ်သွားရင် brother အစတင်လှုပ်ရှားလို့ရပါပြီအဲ့ဒါမဖြစ်ဘဲနဲ့တော့မလှုပ်ရှားဘူးကျွန်တော်မှာပါတယ်ဒါတော့တော်တော်လေးအချိန်ယူရပါတော့တနာရီ2နာရီလောက်တော့အချိန်အနည်းဆုံးယူပါတယ်အဲ့တော့ brother ခဏလေးစောက်ပြလိုက်ပါတော့ထပ်ပြီးမှမဆောက်ပါနဲ့ထပ်ပြီးမှဆောက်ရင်ဘာမှအတုံးမဝင်ပါဘူးဒီထဲဝင်မှပဲဒီတိုင်းဖုံးကိုဖိတ်မှပဲအလုတ်လုံးမှဆောက်လို့ရပါတယ်โอเคဒါလေးကိုအစင်းအောင်ဖြစ်အောင်ဆောက်ပြလိုက်ပါတူလုံးနေမလို့ဒီမှာများတယ်လေးကလုံနေအဲ့ဒါရှုတူလုံနေတွေ့နော် brother အပြောင်အောင်လေးဖြစ်လာပြီโอเคကျွန်တော်ကတော့ဗီဒီယိုလေးဒါလေးကိုစောင့်ရင်ဗီဒီယိုတားရှည်တော့မှာဆိုတော့ဒါလေးကိုကျွန်တော် part 3ဆိုပြီးမှတ်ပေးလိုက်ပါတယ်เนาะဒီအဆက်အောင်ဖြည့်မှလုံးမဲ့ဟာတွေက part 3ဖြစ်ပါတယ်ကျွန်တော်မှ MB လည်းအများကြီးမရှိအောင်ကြောင့်ဗီဒီယိုလေးကိုကျွန်တော်တော်တော်လေးပဲ make တော့မှာဖြစ်ပါတယ်အဲ့တော့ brother အဆုံးထိ like ကြည့်ပြီးဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးကျွန်တော်ရဲ့ channel လေးကို like လေးနဲ့ subscribe လေးနဲ့ကူညီပေးကြတော့ပါတယ်ကူညီပြီးကျွန်တော်တောင်းချင်ပါတယ်ကျွန်တော်နေဖျားနေကျွန်တော်စကားအလောက်ထိထင်နေမြန်မာစကားပြောတော့ထင်နေโอเคတတ်တာ